Hi ကျွန်တော်အရှင်းနေတော့ reading ရဲ့အရေးပါပုံအကြောင်းလေးပြောပြခဲ့ရလေနော် like English ကိုအစင်းမြင့်စွာတက်မြောက်ချင်တယ်ဆိုရင် reading မလုပ်လို့မရဘူးဘယ်လောက်ထိလဲဆိုရင် reading မပါဘဲနဲ့ English ကိုကျွမ်းကျင်စွာတက်မြောက်သွားရဲဆိုရလို့တရားမှမရှိဘူးဆိုတဲ့စကားလေးပြောခဲ့တာ哦 so အဲ့ဒီ video မှာကျွန်တော် reading ရဲ့အရေးပါပုံလေးတွေကိုပဲပြောခဲ့တာဆိုတော့လေဒီနေ့ video မှာအဲ့ video ရဲ့အဆက်ဖြစ်မယ် reading လုပ်ခြင်းရဲ့အကျိုးကျေးဇူးအကြောင်းကိုအနုစိတ်ရှင်းပြပေးခြင်းလို့ပါတနည်းအားဖြင့် Leonardo အနေနဲ့ English ကျွမ်းကျင်ခြင်းဘာလို့ reading လုပ်တဲ့လဲဆိုတဲ့ဟာလေးကိုတိတိကျကျသိချင်တယ်ဆိုရင်ဒီ video ကြည့်တဲ့နယ်ပေါ့လေ reading လုပ်ခြင်းအကျိုးကျေးဇူးအကြောင်းကိုအနစ်ချုပ်ပြီးပြောပြရမယ်ဆိုရင် Leonardo ရဲ့ level English level ကို B1 B2 level ထားပို့ပြီးတော့မှသွားချင်တယ်ဆိုရင်တေချာပေါက် reading လုပ်ရလိမ့်မယ် because reading မပါဘဲနဲ့အဲ့ level ကိုကျော်လို့မရအောင်နောက်ဆုံးပြ B1 B2 တနည်းအားဖြင့် intermediate level အဲ့လောက်ရောက်ရင်တော့ဘယ်ဆိုလို့လဲတော်ပြီပေါ့ဗျာဆိုရင်တော့အဲ့ဒီ level ကိုအမြန်ရောက်ဖို့အတွက်ကျွန်တော်ဟာ reading လုပ်ဖို့လိုတယ်အဲ့လိုလေဒါပထမတစ်ခုဒုတိယတစ်ချက်အနေနဲ့ကကျွန်တော်လေ့လာထားတဲ့အရာတွေကိုအမြဲမပြတ်ထိတွေ့နေဖို့အတွက်လည်းတေချာပေါက်စာဖတ်ဖို့လိုတယ်ပြောချင်တာ vocab တွေလေ့လာထားမယ် grammar တွေလေ့လာထားမယ်ဒါတွေကိုပြန်နှွေးမှရမယ်ဒါပေမဲ့ဘယ်လောက်ကြာနှွေးမအောင်ဘယ်လောက်ထိနှွေးမှာတော့ဟာနော်မနှွေးလိုက်ဘူးဆိုရင်မိမှာပဲအဲ့တော့ဒီဟာတွေကိုပြန်နှွေးဖို့အကောင်းဆုံးနည်းလမ်းမှာကျွန်တော်တို့က listening နဲ့ reading နှစ်ခုပဲကြံတယ်listening ဆိုတာနားနဲ့နားထောင်ရတာဟုတ်တယ်မျက်စိနဲ့မြင်တာတော့ဆွမြင်မဖြစ်မတမဖြစ်အဲ့တော့ကျွန်တော်ဟာစာဖတ်ခြင်းဖြင့်သိထားတဲ့အရာတွေကိုမပြောက်ပြအောင်ဆက်လက်ထိန်းသိမ်းဖို့လိုတယ်တစ်ဆက်တည်းမှာကိုယ့်ရဲ့ language ကို expand လုပ်ဖို့အတွက်လည်း reading လုပ်ဖို့လိုတယ်အဲ့လိုလေဒါတွေက reading လုပ်ခြင်းအကျိုးကျေးဇူးတွေပေါ့တခုချင်းစီကိုကျွန်တော်ခေါင်းစဉ်တက်ပြီးပြောရမယ်ဆိုရင် number 1အနေနဲ့ vocab လေ့လာဖို့အတွက် reading ဟာ vocab လေ့လာဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ကျွန်တော် listening တွေပါတယ်နဲ့ vocab တွေလေ့လာမယ်ဆိုပါစို့ listening ဆိုတာသူများပြောတဲ့စကားကိုနားထောင်ခြင်းဟုတ်တယ်အပြောစကားဆိုတာကကျွန်တော်ထူးစကားလုံးအစင်းမြင့်တဲ့အသုံးအနှုန်းလေးတွေတုံးလေးမရှိဘူးတလား native တွေကအစပေါ့နော်နေ့စဉ်ဘဝမှာအသုံးများဆုံးဆိုရင် word list 2000 3000ရှိတယ်အဲ့လောက်လေးတွေကိုပဲလက်ပတ်ပြီးတုံးကြတာဟုတ်တယ်ဆိုတော့ maybe intermediate level အဆင့်ထိရောက်ချင်တယ်ဆိုရင်အဲ့2000 3000လောက်ကိုလေ့လာလို့တော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့အထက်ပုံမြင့်တဲ့ advanced word တွေဆိုတာကကျွန်တော်က reading လုပ်ရနေမှာတွေ့ရတာဟုတ်တယ်နမူနာပြမယ်ဆိုရင်ဗျာ notion premise implication discrepancy ambiguity detrimental contingent feasible viable ဒီလိုစကားလုံးတွေကိုကျွန်တော်တို့ listening ဒီမှာမတွေ့ရပါဘူးမသိလို့လည်းမရအထူးသဖြင့်ကွာ advanced level သွားချင်ဆိုရင်အခုကျွန်တော်ပြောလိုက်တဲ့စကားလုံးတွေအတိတ်ပဲမသိလို့မဖြစ်ဘူးမဖြစ်တာအဲ့လိုလေ and ဒါတွေကိုသိဖို့အတွက်ဒါတွေကိုထိတွေ့နေရဖို့အတွက်ကကျွန်တော်စာဖတ်မှရမယ်ဒါပထမ reason ဟုတ်တယ် and ဒုတိယ reason အနေနဲ့ vocab လေ့လာဖို့အတွက်ဆိုရင်ဘယ်နည်းနဲ့လေ့လာတော့မလဲတခြား like reading မလုပ်ဘူးဆိုရင်တခြားဘာ option ရှိမလဲ word list တွေနဲ့လေ့လာတာလေးလေကျွန်တော်ခုနကဒီနာမှာတွေ့ရတတ်သေးတယ်ပြောချင်တာဗျ like ဆွမ်းနာပြောခဲ့တဲ့နေ့စဉ်ဘဝမှာအသုံးများဆုံးဆိုရယ် word list 2000 3000ဒါလေးတွေကိုလေ့လာခြင်းမျိုးပေါ့နော်ကျွန်တော်ထင်တယ် English လေ့လာတဲ့ learner တွေဒီ video ကြည့်နေတဲ့ learner တိုင်းဘဝမှာတစ်ခါမဟုတ်တစ်ခါ vocab ကောင်းချင်တယ်ဆိုပြီးတော့အဲ့လို word list တွေနဲ့တော့လေ့လာခဲ့ဖူးမဲ့တယ်တနေရာမဟုတ်တနေရာမှာပေါ့နော်အဲ့တော့မေးချင်တာကအဲ့ဒီ word list ပြီးတဲ့အထိစုံတဲ့အထိလေ့လာခဲ့ဖူးလားလေ့လာဖြစ်ခဲ့ရင်ရောအဲ့ဒါထိရောက်သွားတယ်လို့ခံစားရလားကျွန်တော်ထင်တယ်ပထမမိခုံးမှတန်အဆက်ပြတ်သွားမှာဟုတ်တယ် so word list စုံအောင်လေ့လာဖူးရဲဆိုတဲ့လူတွေမရှိဘူးဘာလို့လဲဆိုတော့ like ပြင်းစရာကြီးဗျာသိရမလား word list ကအရှိန်2000 3000လောက်ရှိရဲအဲ့တော့တရက်ကို10လုံးစီပဲလေ့လာသွားမယ်ဆိုရင်တော့2000 3000ဆိုတဲ့ list ကြီးပြီးဖို့ကမလေးတိုင်းရဒီနှုံနဲ့ပြီးတော့မှာမဟုတ်အဲ့တော့အများကြီးလေ့လာမယ်ဆိုပြန်တော့လည်းမနိုင်ဘူးပြီးတော့မိတာတွေကဖြစ်သေးရဲ့နောက်ထပ်ပြဿနာကြောင့်အတိတ်ပဲမရှိတာ like ဒါကြီးကအတုံးဝင်မှာလားဘယ်နေရာမှာသုံးမှမှန်းလည်းမသိဒီ vocab list ကငါလေ့လာနေတာတစ်လားလောက်ရှိနေပြီဒီတရားစကားလုံးတွေကတောင်းလဲတွေ့လည်းမတွေ့ဘူးပြီးတော့စကားပြောတဲ့အခါသုံးဖို့လွယ်လဲတတိယမရပြောချင်တာအဲ့လိုမျိုး word list တွေနဲ့လေ့လာခြင်းတွေဟာတကယ်ကိုအဆင်မပြေဘူးပြီးရင်နောက်ထပ်ပြဿနာရှိသေးတယ်အဲ့ဒါက word list နဲ့လေ့လာလိုက်ပြီး sure တစ်စင်အဲ့ထဲမှာကိုမသိရစကားလုံးလေးတွေတွေ့ရတတ်တယ်ကဲဒါတွေကိုဘယ်လိုသိအောင်လုပ်တော့မလဲနီလန်တစ်ခုထဲက dictionary မှာကြည့်မှရမယ်ဒါပေမဲ့ dictionary ကြည့်တဲ့အခါမှာကြုံရတဲ့ပထမပြဿနာကတခါလေတချို့တွေပြောကြတယ်စကားလုံးအဓိပ္ပာယ်မသိရင် English to English dictionary မှာတက်ကြည့်ပါတယ် by the way အဲ့ဒီနီလန်ကတော်တော်ကြောင်နိုင်တယ်တလား honestly ဒါမမှန်ပါဘူးအကောင်းဆုံးနီလန်ထဲမှာမပါပါဘူးဘာလို့ဆိုတဲ့ကိစ္စကိုဆွေးနွေးပြီးချင်းတယ်ဆိုရင်တော့ comment ထဲမှာပြောပြပါကျွန်တော်နောက်နေ့ကျရင်တေချာပေါက်ဆွေးနွေးပြီးမယ်ဒါပေမဲ့တဘာဝမကြတာဗျာဘာလို့ဆိုတော့ကိုကမြန်မာလူမျိုးလေးဗျာအဲ့တော့ English စကားလုံးမသိလို့အဓိပ္ပာယ်ရှာကြည့်ပါတယ်ဆို English လိုကြီးပြောပလိုက်တော့ကိုအဲ့ဒါကိုဘယ်နဲ့မှတ်တော့မအောင်အဓိပ္ပာယ်မသိလို့ရှာလိုက်မှအဲ့ဒီသူပေးထားတဲ့အဓိပ္ပာယ်ရှင်းလင်းချက်မှာကိုမသိရစကားလုံးနောက်ထပ်တစ်လုံးထပ်တွေ့ရအဲ့ဒါကိုရှာရင်လည်းလိုရင်းကိုမရောက်တော့ဘူးဆိုတာမျိုးလေးတွေမြန်မာလူမျိုးတယောက်က English စကားလုံးကိုမြန်မာလိုအဓိပ္ပာယ်ကောက်ရှာလိုက်တာဟာတဘာဝမကြစရာအကြောင်းမရှိဘူးနမူနာဗျရေပေါ့နော်ကျွန်တော်ဂေါ်ရခါဗျရေကိုစင်ဂေါ်ရခါလို့ပါနီလို့ခေါ်တယ်အဲ့တော့ဂေါ်ရခါလူမျိုးတယောက်ဟာမြန်မာစကားကိုလေ့လာမယ်ဆိုရင်ရေကိုမြစ်ချောင်းအင်းအိုင်တို့တွင်တွေ့ရတတ်သောတောက်သွင်းရသည့်အရေတစ်မျိုးလို့မှတ်တာထက်ဆိုင်ရင်ပါနီလို့လိုရင်တို့ရှင်မှတ်လိုက်တာဟာအမြဲတမ်းအတွက်ပိုကောင်းတယ်
ဟာနော် obviously ဒီသဘောပြောတာဟုတ်တယ် but နမူနာလေးတစ်ခုပေးချင်မှဟုတ်တယ်ဒီလို English to English တုံးချင်းလေ့လာခြင်းဟာမကောင်းဘူးဆိုတာဘာလို့လဲဆိုတာလေးဆွေးနွေးပေးခြင်းဆိုရင်လည်း comment ထဲမှာပြောပါနော်ဒါဆိုရင်ကျွန်တော်နောက်နေ့ video မှာပြောလို့ရတယ် but ဒါလည်းတော့ vocab လေ့လာတဲ့အခါကြုံတွေ့ရတဲ့ပြဿနာတွေထဲတစ်ခုဟုတ်တယ်အတိတ်ပဲမသိဘူးရှာလိုက်တယ် English to English အဆင်မပြေဟုတ်ပြီလေအဲ့ဆို English မြန်မာကိုသွားမယ်ဆိုပြန်တော့ dictionary ဒီမှာအတိတ်ပဲဖွင့်ဆိုထားတာတွေအများကြီးဘယ်အတိတ်ပဲမှလို့မရတော့မှမသိဘူးတကယ်တမ်းကိုရည်ရွယ်ထားတာတယောက်10လုံးဆိုပါဆိုအခုကစကလုံးတစ်ခုတည်းရဲ့အတိတ်ပဲ10ခုလောက်ဖြစ်နေရဆိုရင်တရက်အလုံးအတိတ်ပဲ100လောက်မှတ်ဖို့စာဘယ်နည်းနဲ့မှဖြစ်နိုင်တော့ပြီးရင်တော့က phrasal verb တွေရောဘာတွေရောကိုယ်ကားတွေဖြစ်တတ်တယ်ဘယ်ဥစ္စာမှတ်ရမလဲမသိရပြဿနာမျိုးတွေဒါတွေ vocab လေ့လာတဲ့အခါကြုံတွေ့ရတဲ့ပြဿနာတွေဟုတ်တယ်တခုကြော်ညာတော့ဆံမယ်ထင်တယ်ဒါပေမဲ့ဒီလိုမျိုးတော့အခက်ခဲပေါ့နော် like စကလုံးတစ်ခုကိုကြည့်လိုက်ပြီဆိုရင်အတိတ်ပဲတွေဘရဘွားကြီးနဲ့အများကြီးဆိုတော့ဘယ်ဥစ္စာကိုရွေးပြီးတော့မှတ်ရမယ်ဘယ်လိုအတိတ်ပဲတွေဆိုပယ်လို့ရတယ်ဆိုတာတွေလည်းတော့အနုစိတ်သိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့မာလာရှန်ကိုတက်လို့ရတယ်အင်္ဂလိပ်စာမာလာရှန်ကိုစာ English နဲ့ပတ်သက်လည်းတော့တိထိုက်တာမှန်တယ်များအကုန်လုံးတနေရာထဲမှာစုပြီးတော့မှသင်ပေးတဲ့သင်တန်းကိုဆိုတော့ဒီဟာတွေလက်တိချာပေါ်ထည့်ပေးရပြီးတော့ဒီကိစ္စကြောက်ဗျာ10မိနစ်လောက်ပြောရုံနဲ့ကျွန်တော်ပြီးသွားမယ့်အရာမျိုးမဟုတ်လည်းတော့တိချာတရုပ်ပြဖို့လိုတယ် and တိချာဆွေးနွေးပြီးဖို့လိုတယ် timing ဖို့လိုတယ် training လေးတွေလုပ်ဖို့လိုတယ်ဆိုတော့ဒီကိစ္စကြောက်အချိန်ယူပြီးတော့လုပ်ရတဲ့အရာမျိုးဆိုတော့လေကျွန်တော် video တွေနဲ့မျှဝေပြီးဖို့အစီအစဉ်မရှိပါဘူး because မလွယ်ဘူးထင်တယ်တူတောင်းကြီးနဲ့ကျွန်တော် class ထဲမှာဆိုရင်တော့ကျွန်တော်မျှဝေပြီးရပါတော့ဒါတွေသိချင်တယ်ဆိုရင်တော့ English စာမာလာရှန်ကို definitely you should join it but ဒါလည်းတော့ vocab လေ့လာတဲ့အခါကြုံတွေ့ရတဲ့ပြဿနာတွေဟုတ်တယ်တေချာတာကဒီပြဿနာတွေအားလုံးကိုကင်ဝေးစေတာက reading ဟုတ်တယ်ဗျာအနည်းဆုံးတော့ဒီနေရာမှာပဲအဓိပ္ပာယ်နဲ့သုံးရလဲဆိုတာလေးတွေကျွန်တော်ကြည့်ပြီးတော့မှလေ့လာလို့ရတယ်and ဒီစကားလုံးတွေအသုံးဝင်လားမဝင်လားဆိုတာလဲစဉ်းစားနေစရာမလို because အသုံးဝင်လို့ပဲဒီစာထဲမှာတွေ့နေရလေနော်ဒီထက်ခိုင်လုံးတဲ့သက်သေပါရှိအောင်မလဲစသဖြင့်ပေါ့လေဆိုလေ့လာရတာအဓိပ္ပာယ်လည်းရှိတယ်ပျော်ဖို့လည်းကောင်းတယ်တကယ်လည်းထိရောက်တယ်ဒါကြောင့် vocab လေ့လာဖို့အတွက်ဆိုရင် reading ဟာအကောင်းဆုံးအရာလို့ပြောလို့ရတယ်ဒီတစ်ခါ benefit number 2အနေနဲ့ကကျတော့ grammar လေ့လာဖို့အရန်ကောင်းတဲ့နည်းလမ်းဖြစ်တာပဲအကောင်းဆုံးနည်းလမ်းတော့မဟုတ်ပါဘူး honestly ဒါပေမဲ့အရန်ကောင်းတဲ့နည်းလမ်းတော့တေချာပေါ့ဟုတ်တယ်ဘာလို့လဲဆိုတော့ basic grammar တော့မသိသေးဘူးအမှန်မှာတော့မသိသေးဘူးဆိုရင်တော့grammar စာအုပ်တွေနဲ့တိုက်ရိုက်လေ့လာတာတော့တကယ်ကောင်းတယ်ဒါပေမဲ့အဲ့ဒီအဆင့်ကိုကြော်ဖို့မကြောက်ဘူးကိုသိမလားအမားမှန်ကိစ္စတွေပြအထက်ပို့ပြီးတော့မှနောက်ထပ် level တွေတွားမယ်ဆိုရင်ကျတော့ grammar စာအုပ်တွေနဲ့ချီလေ့လာရတာကြောင့်အဆင်မပြေတော့ because ပြင်းဖို့ကောင်းသွားတယ်သိမလားဆိုတော့အဲ့ဒီစာဘာလို့လဲရလဲဆိုတော့ကျွန်တော်စာဖတ်ရင်လည်းတွေ့တဲ့ဝကြလေးတွေကိုဗျာတခါတည်းမှတ်သွားလိုက်ဒါဆိုရင်ကိုလေ့လာနေတဲ့စာအုပ်ကအဲ့ဒီအပိုင်းတွေကို cover မလုပ်ခင်မှာကိုတက်နေတဲ့သင်တန်းကဒီအပိုင်းတွေကိုမတင်သေးခင်မှာတည်းကွာစာဖတ်ရင်လည်းလေ့လာထားတာဖြစ်တဲ့အတွက်ကွာအချိန်တိုအတွင်းမှာဝကြပုံစံတွေ structure ဘိုင်းတွေအများကြီးသိပြီးသားဖြစ်သွားရောဆိုတော့ဒါဖြတ်လန်းနည်းနဲ့လေ့လာခြင်းတွေထဲကအရန်ကောင်းတဲ့နည်းလမ်းလေးတစ်ခုပေါ့နော်ဒါ reading လုပ်ရင်လည်းရမှာဟုတ်တယ် and စကားဆက်လို့ grammar နဲ့ပတ်သက်ပြီးတော့ပဲဆက်ပြီးပြောပြရမယ်ဆိုရင်ဒီလို grammar စာအုပ်တွေ grammar course တွေဟာခါများစွာမှာကျွန်တော်တို့စီကန်းချက်တွေတော့ပြီးတယ်ဒါပေမဲ့ဒီစီကန်းချက်တွေက fix ဖြစ်လို့နဲ့တလား robotic ဆန်လို့နဲ့အဆင်မပြေစကားပြောဟန်ဆိုတာရှိသေးတယ်တင်မလားပြောဖို့ပြောနီးပြောဟန်ဆိုတာတွေဒါတွေကိုကျွန်တော်ဟာ grammar စာအုပ်တွေကနေဘလို့မှလေ့လာလို့မရအောင်သူတို့ကကျတော့သူများသုံးထားတဲ့စာတွေသူများသုံးထားတဲ့ language တွေကိုကြည့်ပြီးတော့ပဲအတူယူရတယ်အဲ့တော့သူများသုံးထားတဲ့ language ကိုကြည့်ပြီးတော့မှလေ့လာမယ်ဆိုရင်နီလာနှစ်ခုပဲရှိတယ် listening and reading listening ကပြန်ပြောမယ် spoken English ဟုတ်တယ်အဲ့တော့အပြရက်ထဲမှာပြောတဲ့ဝကြတွေဟာတိုးတောင်းလေးတွေနဲ့ရိုးရှင်းတဲ့ဝကြတွေပဲပြောလို့ရှိရမကြ broken ဝကြတွေလည်းပြောပလိုက်တယ် after all communicate လုပ်ဖို့ဆိုရည်ရွယ်ချက်ပဲလေနော်အဲ့တော့တကယ် advanced ဖြစ်တဲ့ sentence structure တွေကိုကျွန်တော် reading မှာပဲတွေ့ရတာဟုတ်တယ်နည်းနည်းမြင့်တောင်ကျွန်တော်နမူနာတချို့ရွတ်ပြမယ်ဗျာ like although the evidence appears convincing further verification is necessary the theory that explains the phenomenon remains controversial having reviewed the report the committee reached a decision given the circumstances the delay was understandable Rarely have the public encountered such incidents ဒီလိုမျိုးသောဝကြပုံစံဒါနမူနာတချို့ပေါ့နော်တေချာတာကဒါတွေကိုကျွန်တော်တို့ဟာစကားပြောတဲ့ spoken English တွေကိုပဲလေ့လာရတဲ့မသိနိုင်ပါဘူးပြီးတော့ advanced level အထိသွားချင်တဲ့တွေကြာဒီလိုမျိုးသော sentence structure တွေကိုမသိလို့လည်းမရအောင် maybe ကိုယ်စကားပြောတဲ့အခါတော့သုံးဖြစ်မှာတော့မဟုတ်တော့ဘူးပေါ့နော်ဒါပေမဲ့စာရေးတဲ့အခါတွေမှာတော့တေချာပေါက်သုံးတတ်ဖို့လိုတယ်ဒီလိုမျိုးသောဝကြတွေကိုကျွန်တော်စာမှာတင့်တော်စွာဘယ်လိုထည့်မယ်ဆိုတာကိုလည်းစာဖတ်ရင်းနဲ့ပဲသိရမှာဟုတ်တယ်ဒါတွေကိုကျွန်တော် grammar စာအုပ်ဒီဘာတွေကမသင်ပေးနိုင်ဘူး style ကိစ္စပေါ့နော်ဆိုတော့ဒါတွေကိုလုပ်ဖို့လေ့လာဖို့အတွက်အရန်ကောင်းတာက reading ဖြစ်ပါတယ်ဒါကြောင့်လည်းကျွန်တော်တို့ကစာများဖတ်ဖို့လိုပါတယ်and နောက်ထပ်ဒီ writing ကိစ္စအစွမ်းပြောနေနဲ့ဆက်ပြီးတော့ဒီပြောချင်တာက reading ရဲ့ benefits ပေါ့လေ writing ကိုပိုကောင်းစေပါလိမ့်မယ် because စာဖတ်ခြင်းအပြင်ကျွန်တော် structure ဘိုင်းတွေသိလာမယ် paragraph organization ဘိုင်းတွေသိလာမယ် transition တွေ punctuation tone and styles ဒါလေးတွေကိုလည်းသိရတာဖြစ်တဲ့အတွက်ဒါတွေကိုကျွန်တော်စာရေးတဲ့အခါမှာလက်တွေ့အသုံးချလို့ရတယ်ဒါဆိုရင်လည်းတို့ရဲ့စာရေးသားနည်းတွေစာရေးသားဟန်တွေကအများကြီးပို့ပြီးတော့မှကောင်းလာမှာဟုတ်တယ် reading ရဲ့အကျိုးကျေးဇူးက speaking မှာလည်းကြီးကြီးမားမားရှိတယ်ကျွန်တော်အရှိအပြောခဲ့တဲ့ benefit တွေကြောင့်ပဲလို့ပြောလို့ရတယ် vocab တွေ
အားနည်းနေရဆိုရင်အများကြီးကျွဲဝသွားလိမ့်မယ် vocab ကျွဲအောင်မှာတော့စကားအများကြီးပိုကောင်းအောင်ပေါ့နော်တစ်ဆက်တည်းမှာ expression တွေအများကြီးသိရမယ် grammar တွေအများကြီးပိုကောင်းသွားမယ် sense pattern တွေ tone and style တွေဒါလေးတွေကိုပါကျွန်တော်က reading လုပ်ရင်လည်းလေ့လာရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ speaking လည်းအများကြီးပိုကောင်းသွားမှာဟုတ်တယ်ဆိုတော့ဒါတွေကတော့ကျွန်တော်ဒီနေ့ video မှာအဓိက cover လုပ်ပေးချင်တဲ့ reading ရဲ့ benefit တွေပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ video မှာထည့်မပြောဖို့ဆုံးဖြတ်လိုက်တဲ့တခြားသောအကျိုးကျေးဇူးတွေလည်းအများကြီးရှိသေးတယ်ဗျာအနည်းပြန်ချုပ်မယ်ဆိုရင်လည်းတို့ English လေ့လာတဲ့အခါမှာ B1 B2 level ထပ်ပို့ပြီးတော့မှအဆင့်မြင့်စွာတက်ချင်တယ်ဆိုရင် reading မလုပ်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ B1 B2 level ဆိုတော်ပြီပေါ့ဗျာအဲ့လောက်တက်နေ like စကားပြောစရာရှင်ပြောနိုင်မယ်စာရေးစရာရှင်ရေးလိုက်မယ်သူများပြောတာလေးနဲ့ပါနားလဲဖို့လို့ရင်နားလဲဒါလို့ဆိုတော်ပြီပေါ့နောက်ဆုံးတော့ကိုပြောစကားတစ်ဖက်လို့နားလဲရင်ပြီးရောမလား language ဆို communicate လုပ်ဖို့ဆိုဘာညာအမျိုးစကားတွေကျွန်တော်ကြားတယ်လीနော်ရဆိုတော့အဲ့ဒီအဆင့်တွက်ဆိုရင်တော့ reading ကအရေးကြီးမဲ့တော့မထင်ဘူးလေဒါပေမဲ့တခုပြောချင်တာ reading မပေါ့ဆိုရင်အဲ့ဒီ level ရောက်ဖို့တော်ကြာပါလိမ့်မယ် it can take you a long time because reading ဟာစကားလုံးတွေကိုမျက်စိနဲ့မြင်တာဟုတ်တယ်မျက်စိနဲ့မြင်တဲ့အရာတွေပို့ပြီးတော့မှဆွဆွဲမြင်မမိသွားလိမ့်ရှိရယ် listening တွေပါတယ်ကျတော့ဒါဆွဆွဲမြင်မဖြစ်တော့ဆိုတော့ဒါကြောင့်ကျွန်တော်တက်မြောက်မှုကလည်းကြာလိမ့်ရှိရယ် reading မပေါ့ဆိုရင်ပေါ့နော် maybe you'll get to B1 or B2 level one day ဒါပေမဲ့တူညီတဲ့ effort နဲ့ reading လေးတာထည့်လိုက်မယ်ဆိုရင် B1 B2 level အဲ့လောက်ကြာမှာမဟုတ် or reading မလုပ်တဲ့လူက B1 B2 level ရောက်တဲ့အချိန်မှာကိုက C1 C2 level လောက်ထိရောက်တာမှာဟုတ်တယ်အဲ့လိုလေဆိုချုပ်ပြီးပြောမယ်ဆိုရင်ဗျာ learner တို့က English ကိုဘယ်အတိုင်းတာထိတက်ချင်တာပဲဖြစ်ဖြစ်ကိုတက်ချင်တဲ့အတိုင်းတာထိအမြန်ဆုံးရောက်ဖို့အတွက်ဆိုရင်ဒါ reading လောက်ကိုလိုရလိမ့်မယ် and အရှိ video မှာပြောခဲ့တဲ့စကားလေးကိုလည်းဒီနေ့ကျွန်တော်ဆက်ပြီးပြောပြချင်နေတာကဘယ်လောက်ဖတ်ရမလဲဆိုတဲ့ကိစ္စလေးပေါ့နော်ကျွန်တော် recommend လုပ်တာတော့တရက်ကိုနိုင်ဝက်ဖတ်တယ်ပါတယ်တကယ်လို့ကိုက B1 B2 level ရှိနေပြီဒါ advanced ဖတ်ကိုသွားချင်တာဆိုရင်တော့တရက်တစ်နိုင်လောက်တော့တေချာပေါဖတ်တယ်ပါတယ် and ဒီညမှာမေးစရာကဘယ်လိုစာတွေဖတ်ရမလဲဘယ်ကနေရှာပြီးဖတ်ရမလဲဘယ် technique တွေနဲ့ဖတ်ရမလဲဒီကိစ္စလေးတွေတော့ကျွန်တော်တို့မှာနောက်ထပ်မေးစရာတွေရှိမှထင်တယ်ဆိုတော့ဒါလေးတွေလည်းတော့သိချင်တဲ့ကိစ္စတွေရှိရဆိုရင်လည်း comment ထဲမှာပြောပြထားပေးပါကျွန်တော်ဒီ reading နဲ့ပတ်သက်ပြီးတော့မှနောက်ထပ်မျှဝေမှုတွေဆက်ပြီးတော့မှလုပ်သွားအောင်ဖို့ရှိပါတယ် definitely မလွတ်စေဖို့အတွက်တော့ကျွန်တော်ရဲ့ page and channel ကိုကျေးဇူးပြု follow and subscribe လေးလုပ်ထားပေးပါအောင် please ပြီးတော့ဒီ video ကြောင့်အကျိုးရှိမဲ့တကယ်ချင်းတွေ share ဆိုရင်လည်းသူတို့တွေ့အောင် share ပေးပါအောင်နော်